ကဲဒါကတော့ကျွန်တော်တို့ဒီနေ့ပေါ့နော်တောက်ကြာနေ့အပိတ်နေမနေ့အတွက်ဖြစ်ပါတယ်နော်အပိတ်နေမနေ့အတွက်ကျွန်တော်တို့ကြာခြင်းပဲဖြစ်တယ်အဲ့တော့ပိတ်နေမနေ့အတွက်တဲ့ကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုရင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ထိတ်သုံးလုံးအရင်ပြရပါတယ်ထိတ်သုံးလုံးပြမယ်ဆိုရင်ထိတ်သုံးလုံးပြဖို့အတွက်တော့ကြည့်မယ်ပေါ့နော်ညတော့ကတော့မပြပြဘူးပေါ့နော်ကဲဒီမှာစကြည့်ဒီမှာ3ရယ် sorry ဒီ3ရယ်8ရယ်9ရယ်ပေါင်းတယ်385ပေါင်းတာပေါ့နော်ဒါ385ပေါင်းခြင်းကတဲ့သူ6ဆိုရတယ်ပေါ့နော်385ပေါင်းခြင်း6ရတယ်6ရတယ်အဲ့6နဲ့က9ပေါင်းပါတယ်691ပေါ့နော်691ဆိုတော့တဲ့ဒီလိုမျိုး3လုံးပေါင်းခြင်းကတဲ့9ဖြစ်တယ်ပေါ့နော်9ဖြစ်တယ်အဲ့ဒီ9ပေါ့နော်ဒီအဘောက691ဒီလိုမျိုး6ဖြစ်လို့နော်အဲ့လိုမျိုး3လုံးပေါင်းခြင်း6ဖြစ်လို့691ရတယ်အဲ့တော့986ပေါင်းခြင်းရလဲဒီဘက်မှာသူက9ဖြစ်တယ်ပေါ့နော်9ဖြစ်တယ်နောက်ဒီမှာဆိုရင်ကျွန်တော်တို့3ည9 8ပေါင်းခြင်းကခွန်ပေါ့နော်3ည9 8ပေါင်းခြင်းခွန်ဆိုတော့ခွန်3ည2ရတယ်ပေါ့ခွန်3ည2အဲ့ခွန်3ည2ရတဲ့ခါကျတော့ဒီ66ပေါင်းခြင်းကခွန်ရတယ်ပေါ့နော်66ပေါင်းတော့2နဲ့5နဲ့တော့ခွန်ရတယ်ပေါ့ကဲပြီးတော့ခွန်ရတဲ့ခါကျတော့ဒီခွန်ပေါ့နော်ဒီခွန်ကြီးတာပေါ့ပြီးခါကျတော့ဒီ8ရယ်9ရယ်9ရယ်9ပေါင်းခြင်း8နဲ့8နဲ့ပေါင်းခြင်း6ဒါဒီ691ပဲရတယ်နော်691ဆိုတော့ဒီလို3လုံးပေါင်းခြင်းကတဲ့9ရတယ်နော်568ဒီလို3လုံးပေါင်းခြင်းက9ရတယ်ဒီမှာလည်း9နော်9ခွန်9နောက်ဒီမှာဆိုရင်6ရယ်1ရယ်ပေါင်း611ပေါင်းခြင်းဒီတဲ့ကျွန်တော်8ရပါတယ်813နော်813ဆိုပြီးရတယ်813ဖြစ်ဖို့ဒီမှာ88ပေါင်းခြင်း6ကို9ပေါင်းတော့3ဖြစ်သွားတယ်နော်3ဖြစ်သွားဒီ3ဖြစ်သွားနောက်ဒီမှာဆိုရင်6နဲ့5 6နဲ့5 8เนาะ6နဲ့ပေါင်းရင်8နဲ့5နဲ့ပေါင်းတော့3เนาะ358ဆိုတာရအဲ358ဖြစ်ဖို့အတွက်ကိုဒီမှာခွန်ပေါင်းရင်က4နဲ့ပေါင်းတော့8เนาะ358ထဲရကျွန်တော်8ညိတာပါเนาะအဲဒီမှာ9ခွန်938เนาะဒီမှာလည်း9ခွန်938เนาะအဲ့လိုမျိုးပေးတာနောက်တစ်ခုဒီမှာ84ခွန်ပေါ့84ခွန်နော်84ခွန်ပေါင်းခြင်းကတဲ့ဘာရတယ်9ရတယ်နော်964 84ခွန်ပေါင်းခြင်းက9ရတယ်နော်964ဆိုတော့ဒီ3လုံးပေါင်းခြင်း9ဖြစ်နေတယ်ဒီမှာ342ဆိုပြီးတော့9ဖြစ်တယ်နော်ဒီမှာ9နောက်ဒီမှာဆိုရင်ဒီခွန်ရယ်ဒီ3ညရယ်ဒီ3ရယ်နော်ခွန်3ည3
ခွန်3ညာ3ပေါင်းခြင်းကတဲ့3ညာနော်3ညာရတယ်3ညာနှစ်ခတ်ခွန်3ညာပါဝါ5 3ညာခွန်5ခွန်လည်းမပြီးမပြင်းဖြစ်ခွန်3ညာခွန်5အဲ့တော့ဒီ3လုံးပေါင်းခြင်းကတဲ့ကျွန်တော်တို့3 2 5 3လုံးပေါင်းခြင်း3ညာရတယ်နော်3ညာရတယ်အဲ့လိုမျိုးတွေပေးနေတယ်ပေါ့နော်ဒါဆိုရင်ဒီမှာ4 1 8နော်4 1 8 4 1ပေါင်းတော့5 5နဲ့8နဲ့ပေါင်းတော့3 3 5 8 3 5 8ဖြစ်ရမယ်နော်3 5 8 3 5 8ဖြစ်ဖို့လို့ဆိုရင်ဒီမှာက1 3 4ရှိ3ဖြစ်ဖို့လို့9ထက်နော်3 5ဖြစ်ဖို့လို့ဆိုရင်4ရှိတော့1ထက်8ဖြစ်ဖို့လို့ဆိုရင်4ထက်9 1 4ထိပ်ဆိုရှိတယ်နော်9 1တိတ်မထင်ဘူးထင်တော့ line တုတ်တာနဲ့ရေးပါရ9 1 4ထိပ်ရပါတယ်9 1 4ထိပ်နော်ထိပ်3လုံးရပြီကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ထိပ်3လုံးတော့ရပါပြီထိပ်3လုံးရပြီဆိုရင်နောက်ထုံးစံတိုင်းကျွန်တော်တို့နောက်ထပ်ထပ်ပြီးတော့ဗာကြည့်ရမယ်ဆိုရင်5 6ပုံရင်းက1နော်1 8 6ကြီးအဲ့ဒီအဒီမှာ8ပေးတယ်1ခွန်ပေါင်းတော့8 8 3ကြီး8 3ကြီးတွေက8 3နော်9မုံ3ဒီမှာနည်းနည်းရေးလိုက်ရပါဖြစ်1ပေးတယ်နောက်ဒီမှာဆိုရင်ရှင်ကားပေါင်းတော့3 3 5 8ကြီး3 5 8ကြီးတွေက3ပေးပါတယ်နောက်ဒီမှာဆိုရင်1 9ပေါင်းခြင်း3ညနော်3ည5ခွန်ဆိုတဲ့ထဲကဒီမှာ3ည5ခွန်ဆိုတဲ့ထဲက1 9ပေါင်းခြင်း3ည3ညရဲ့နှစ်ခတ်ကခွန်3ညရဲ့ပါဝါ5 3ညခွန်5ဆိုတဲ့ထဲကကျွန်တော်3ညဒီမှာ3ညပေးတယ်နော်နောက်ဒီမှာဆိုရင်5နော်5နှစ်ခတ်3ဆိုဒီပေါ်ကဒီကောင်ကနှစ်ခတ်ပါဝါယူတယ်နော် sorry အဲ့မှာတစ်ချက်နည်းနည်းလေးပြန်ရေးပြတော့နှစ်ခတ်ပါဝါရှေ့အလုံးနှစ်ခတ်နောက်အလုံးပါဝါယူတယ်sorry အဲ့ဒါလေးတစ်ချက်ပြန်ရေးပြီမယ်နော်ကျွန်တော်အခုမှသတိရ5 6ပေါင်းခြင်းရ1နော်5 6ပေါင်းခြင်းရ1ရဲ့နှစ်ခတ်က8ပါဝါ3 1 8 38ညိတယ်နော်နောက်တစ်ခုပေါင်းခြင်းရ8ရဲ့နှစ်ခတ်က38ရဲ့နှစ်ခတ်က1ရဲ့ပါဝါ6 8 1 6နော်အဲ့လိုမျိုးယူတာနောက်ဒီမှာဆို8 5ပေါင်းခြင်း3ရဲ့နှစ်ခတ်က5ရဲ့ပါဝါ3ညနော်3 5 3ညဒီနောက်နှလုံးကတော့ပါဝါယူတာနော်နောက်ဒီမှာဆို1 9ပေါင်းခြင်းရ3ည3ညနှစ်ခတ်ခွန်ရဲ့ပါဝါ2 3ညခွန်2အဲ့မှာအပီးပေးတယ်နော်အဲ့လေးတစ်ချက်အဲ့ဆိုရင်3နှစ်ပေါင်းခြင်းရ5ရဲ့နှစ်ခတ်က3ရဲ့ပါဝါ8 5 3 8ဒီမှာလည်းအပီးပေးတယ်နော်85နောက်ဒီမှာဆို3ည5 3ည5ဆိုတော့3ညရဲ့နှစ်ခတ်ဒီခွန်3ညရဲ့ပါဝါခွန်ရဲ့ပါဝါဒီ2 3ညခွန်2sorry ဘာမှားကုန်3ည5 5နော်3ည5ပေါင်းခြင်း5ရဲ့နှစ်ခတ်က3 5ရဲ့ပါဝါ3ရဲ့ပါဝါ8 5 3 8တည်းရဲ့ဒီမှာ5ပေးတယ်နောက်8 5ပေါင်းခြင်း3နော်3ရဲ့နှစ်ခတ်က5ရဲ့ပါဝါ3ညအဲ့မှာ5ပေးတယ်နောက်ဒီမှာ6 5ပေါင်းခြင်း1ဒီ1ရဲ့နှစ်ခတ်က8ပါဝါ3 1 8 3 1 8 3နဲ့ကျွန်တော်8ပေးတယ်နောက်ဒီမှာ6 8ပေါင်းခြင်း4နော်4ရဲ့နှစ်ခတ်က2ရဲ့ပါဝါခွန်4နှစ်ခွန်နဲ့ပါပေးတယ်ခွန်ပေးတယ်နော်နောက်ထပ်ဒီမှာ8ခွန်ပေါင်းခြင်း5ရဲ့နှစ်ခတ်က3ရဲ့ပါဝါ8 5 3 8တည်းရ3ပေးတယ်
နောက်ဒီမှာဆိုခွန်3ပေါင်းခြင်း3ည3ညရဲ့နှစ်ခက်ကခွန်ရဲ့ပါဝါ2 3ည9ထဲက2ပေးတယ်နောက်ဒီမှာဆို4 5ပေါင်းခြင်း9ရဲ့နှစ်ခက်ဒီ6ရဲ့ပါဝါဒီ1 9 6 1ထဲက1ပေးတယ်နောက်ဒီမှာဆိုရင်2 1ပေါင်းခြင်း3နော်3ဆိုတော့ဒါဒီနေ့အတွက်ပေါ့နော်ဒီနေ့အတွက်ဆိုရင်ဒီနေ့ line 2တုတ်တာနဲ့ရေးမယ်2 1ပေါင်းခြင်း3နော်3ဆိုတော့3ရဲ့နှစ်ခက်ဒီ9ရဲ့ပါဝါဒီ3ည3 5 3ညဆိုတော့ဒီရှိတယ်ဒီမိနစ်အတွက်ပေါ့နော်ဒီမိနစ်အတွက်3 5 3ညဆိုတော့ဒီရှိတယ်ကဲဟုတ်ပြီလားဆိုရင်ကျွန်တော်တို့3 5 3ညဆိုတော့ကြီးရတယ်နောက်တစ်ထပ်ကြည့်နောက်တစ်ထပ်ကြည့်မယ်နောက်တစ်ခါကျတော့ဒီကောင်ကျတော့ကျွန်တော်တို့ပုံမှန်ထုံးစံတိုင်းစီကျော်နှစ်ခက်လမ်းကျော်နဲ့ပဲယူတာပဲနော်3ညဆိုရင်ပုံနဲ့တိုးမှရ3ညခွန်5ပေါ့နော်3ညခွန်5ဒါတော့3ညနဲ့ခက်ခွန်3ညပါအောင်5အဲ့လိုမျိုးပဲတစ်ခါယူလိုက်တာအဲ့တော့5နှစ်နောက်ဒီမှာဆိုရင်1ပေါ့1ဆိုတော့တဲ့1ရှိ6 6ဒီနေ့ကရှိ1ပါဝါ6နော်အဲ့လိုယူတာရှင်းနှစ်ခက်3 sorry ရှင်းနှစ်ခက်1 8ပါဝါ3 8 5 3 3ညနော်5 3 3 5 8 3 နှစ်4ခွန်နှစ်8 8 3 8 9 9 6 4 9 6 4 8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  9 6
964နော်964 6 9 964ပဲနော်964တွေက6ညီနောက်1ဆိုတော့1နှစ်ခတ်8 1ပါဝါ6 186 186ဆိုတော့88မှာ8ညီပါတယ်နောက်2ပေါ့နော်2ဆိုတော့2နှစ်ခတ်က4 2ပါဝါခွန်2 4ခွန်တွေကခွန်မှာခွန်ညီတယ်တခါ4နော်4ဆိုတော့4ရဲ့နှစ်ခတ်ဒီနှစ်4ရဲ့ပါဝါဒီ9 4နှစ်9တွေကကျွန်တော်ဒီမှာ4ညီတယ်နော်နောက်ဒီမှာဆိုရင်3ညပေါ့နော်3ညရဲ့နှစ်ခတ်ဒီခွန်3ညရဲ့ပါဝါဒီ9 3ညခွန်9ဆိုတဲ့ထဲကခွန်ညီတယ်နော်နောက်ဒီမှာဆို1ဆိုတော့1 8 6 1ပါဝါ1နှစ်ခတ်ဒီ8 1ပါဝါဒီ6 1 8 6ထဲကတင်ညီတယ်နော်ဒါဆိုတော့ကျွန်တော်ဒီမှာ6ဆိုတော့6 9 1ဆိုတာရတယ်နော်6 9 1ရအဲ့တော့ဒီ6 9 1ဒီဒီနေ့မနေ့တော့ပြီးဖြစ်တယ်အဲ့ဒီထဲမှာကျွန်တော်တို့တူနေတာရှိပါတယ်ဘာလဲဆိုကျွန်တော်တို့ခုနနောက်ဆုံးစပြခဲ့ထိတ်3လုံးထဲမှာ9 1 4ဆိုထိတ်ထဲမှာလာတူတာ9 1အဲ့နှလုံးလာတူပါတယ်နော်9နဲ့1နဲ့လာတူတယ်အဲ့တော့ကျွန်တော်တို့9နဲ့1နဲ့ဟာနော်ဒီမနေ့မှာတော့ပို့ပြီးတော့အလေးထားတဲ့ဟာတစ်ခုဖြစ်တယ်ပေါ့နော်9 1 4ထိတ်နေဒီမှာ6 9 1ကြီးနေလာရင်9 1ထိတ်ကိုနော်ထိတ်နှလုံးအလေးထားတဲ့နေပေါ့နော်ထိတ်9 1ထိတ်နှလုံးအလေးထားတယ်ကနန်းရွေးထုတ်တဲ့အခါမှာ9 1ထိတ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကနန်းကိုပို့တင်ပြီးတော့ထိုးတဲ့နေပေါ့နော်ကဲဟုတ်ပြီလားဆိုရင်ကျွန်တော်တို့ကနန်းတွဲကြည့်ကြတာနော်ကနန်းတွဲကြည့်ကြမယ်ကဲကနန်းတွဲကြည့်ကြမယ်ပေါ့ကနန်းတွဲမယ်ဆိုရင်တဲ့ကျွန်တော်တို့စပြီးတော့ကျွန်တော်ထိတ်အနေနဲ့ကနော်914ဆိုတဲ့ထိတ်ရတယ်နော်914ဆိုထိတ်ရတယ်
9တစ်လေးထိတ်ရတယ်ပြီးတော့ကီးအနေနဲ့ကနော်ကီးအနေနဲ့က6 9တစ်6 9တစ်3 5 3ရယ်နော်3 5 3ရယ်အဲ့တော့ကျွန်တော်ထိတ်ကိုဒီ6 9တစ်ဆိုဒီမှာတစ်လုံးထပ်ထိုးလိုက်နော်6တစ်လုံးထည့်လိုက်9တစ်4 6ကို3 5 3ညာနဲ့တွဲမယ်ပေါ့နော်အဲ့ဒါတွဲကြမယ်9တစ်4 6ကို3 5 3ညာနဲ့တွဲမယ်ဆိုဒီမှာ9 3 9 3 9 5 9 3ညာနော်ပြီးတော့1 3 1 5 1 3ညာနော်ပြီးတော့4 3 4 5 4 3ညနော်ပြီးတော့6 3 6 5 6 3ညဆိုပြီးတော့ယူလိုက်တယ်ဗောနော်အဲ့တော့ခုနတော့ကျွန်တော်တို့9တစ်ထိတ်ကပို့ပြီးတော့ဟောဖြစ်နေတယ်ဗောနော်9တစ်ထိတ်ကဒီမှာ9တစ်ကနှလုံးလာတူတာဖြစ်တဲ့အတွက်9တစ်ထိတ်နဲ့ပတ်သက်တဲ့အထည်ကနေပြီးတော့ကျွန်တော် main to main ရွေးမယ်ပေါ့နော်9တစ်ထိတ်ကနဲ့အထည်ကနေပြီးတော့ main to main ကျွန်တော်ရွေးပါမယ်အဲ့တော့ main အနေနဲ့က main နေရာဘာရွေးခြင်းလဲဆိုရင်ကျွန်တော်93ရယ်နော်93ရွေးတယ်93ရယ်တင်9ရယ်ရွေးတယ်နော်တင်9 main အနေနဲ့93ရယ်တင်9ရယ်ရွေးတယ်နော်ဒုအနေနဲ့ကကြတော့ဘာရွေးမလဲဆိုရင်10ရယ်နော်10ရယ်90ရယ်ရွေးတယ်နော်90 10 90နော်93တင်9ပေါ့နော်အဲ့ဒါရွေးပါတယ်ဂျန်နာတွေကတော့ထုံးစံတိုင်းအရန်တွေကတော့ဒီမှာပေါ့နော်ဂျန်တဲ့ဟာတွေခဏနေရန်လိုက်ပေါ့ဒီမှာ60 65 63 43 45 40ဒါတွေရန်လို့ရတယ်ပေါ့နော်နောက်ဒီမှာဆို13 95ပေါ့နော်အဲ့ဒါတွေကရန်ထိုးလိုက်ပေါ့နော်အဲ့တော့ကျွန်တော်တို့တူတာကတော့6 1ဖြစ်တဲ့အတွက်ကြောင့်နော်9နဲ့1ကိုနော်ပတ်တီးလှုပ်ချင်တော့ဟောဒီမှာဆိုရင်ထိတ်လမ်းကြောတူတဲ့အခါကျတော့ထိတ်စီးဆွဲရင်တဲ့လူရှိမယ်ဆိုရင်9ထိတ်နဲ့1ထိတ်ကိုဆွဲခြင်းဆွဲလို့ရတယ်ပေါ့နော်9ထိတ်နဲ့1ထိတ်ကိုဆွဲခြင်းဆွဲပေါ့နော်ဆွဲခြင်းဆွဲလို့ရပါတယ်ကဲအားလုံးပဲဒါကျွန်တော်တို့ဒီနေ့မနေ့အပိတ်နေ့မနေ့မှာပဲကျွန်တော်တို့93 15နော်93 15 10 90နဲ့အောင်မြင်မှုရရှိကြပါစေเนาะကျွန်တော်တို့9တစ်ထိတ်ဆွဲရင်ဆွဲလို့ရတယ်เนาะ9တစ်ထိတ်ဆွဲရင်ဆွဲလို့ရတယ်ဘာလို့9ကလည်းကျွန်တော်တို့ဒီတစ်ပတ်ထဲမှာမပြောက်နေတဲ့ခဏန်းတစ်လုံးဖြစ်တယ်ပေါ့နော်တနင်္လာနေ့ညနေကနေတနင်္လာနေ့ကနေစပြီးတော့ဒီနေ့ထိပေါ့နော်ပြောက်နေတဲ့ခဏန်းတစ်လုံးဖြစ်တဲ့အတွက်ကြောင့်9တစ်ထိတ်ဆွဲရင်ဆွဲလို့ရပါတယ်ကဲအားလုံးပဲခံကောင်းကြပါစေ